မင်္ဂလာပါမင်္ဂလာပါဆွေပင်းကူ 3D မိတ်ဆွေအားလုံးမင်္ဂလာနေ့လည်ခဲ့ပါနော်ဆွေပင်းကူရဲ့သင်ဆရာမြင်ဆရာကြားဆရာအားလုံးကိုဥဒိမှာပန်းစင်တော့မှဒီည 3D တစ်ကွက်ပြောပြပေးမှာဖြစ်ပါတယ်နော်16ရက်3လ2024 2025အတွက်ပါနော်ဒီကောင်ကတော့6လေးနေ့ဖြစ်စဉ်နဲ့ရိတ်မှာဖြစ်ပါတယ်နော်336ခွန်5ခွန်က9ခွန်3နေက9 5 9 5က9ဒါဆိုရင်336 9 5ခွန်5ခွန်က9ခွန်3နေက9 5 9 5မှာ9ဆိုရင်5ခါဖြစ်ပါတယ်နော်ဒါဆိုရင်9ပြီးတော့မှ8 9ခွန်9ကို4လို့လုပ်ပါတယ်နော်ခွန်5ခွန်9ကို5 6 3လုံး4လို့လုပ်ပါတယ်နော်ခွန်3နေ9ကို2 6 2 4လို့လုပ်ပါတယ်နော်5 9 5 9ကို3 8 3 3လုံး4လို့လုပ်ပါတယ်နော်53တွဲရပါတယ်နော်ဆိုတော့9 4 9 4 9 4 5 9 5က9 3 8 3က4 9 4ပဲဖြစ်ပါတယ်เนาะ9 4ဆိုရင်ဒီမှာခွန်8ခွန်ကနေ1 8 3ကနေ3ည6 6ကနေ8 1 3မှာနေတဲ့เนาะ8 1 3မှာနေအဲဆိုရင်153ဖြစ်ပါတယ်เนาะဒီမှာ5ခါက3ည4 6 3ည30 8ခွန်5က30 8နေ့3ညက30 6 5 9မှာ30ဆိုရင်ဒါ5ခါကညံကောင်းတယ်ပါเนาะအဲဆိုရင်3 3ည6ကို9ကို8 9ခွန်3လုံး4နဲ့ရိုက်ပါလေเนาะခွန်5ခွန်3လုံး9ကို5 6 3 3လုံး4နဲ့ရိုက်ပါတယ်เนาะခွန်3ညနေ့3လုံး9ကိုနေ့ 6 6 3လုံး4တော့ရိုက်ပါเนาะ5 9 5 3လုံး9ကို3 8 3 3လုံး4နဲ့ရိုက်ပါတယ်เนาะဒါကြောင့်မလို့ဒီတစ်ပတ်အတွက် 3D ကတော့153ဆိုတဲ့ကဏ္ဍကလည်းဒါအထူးသင်တဲ့ကဏ္ဍထဲမှာပါတာဖြစ်ပါတယ်เนาะရှင်ပင်ကို3D မိတ်ဆွေအားလုံးကောင်းကြပါစေဗျာเนาะ